ကျွန်တော်တို့ပေါ်တာတွေများတကားတလေးလိုက်မိရနဲ့တော့ကျိုးတောင်းညာမှာကြောက်စရာပါပဲရင်နာစရာကွဲကရင်ပြီနဲ့တကယ်ပါမင်းကိုလည်းချစ်တယ်အိမ်ကမိန်းမကိုလည်းကြောက်တယ်ပိုင်းဆိုင်သူမရှိတော့လဲနော်ဒီမှာလဲကြည့်လိုက်ကြိုက်ပြီအာမကန်10နှစ်ပေးမှလာတယ်ရောင်းတဲ့ဖုန်းက9000နဲ့တငယ်ချင်းအားလုံးပဲမင်္ဂလာပါဘဝအမော့ပြီဟာသလေးတွေတူတူကြည့်ကြမယ်နော်မကြည့်ခင်ကျွန်တော်ရဲ့ YouTube Channel ကို Subscribe နှက်သွားပေးအောင်နော်ကျွန်တော်တို့ပေါ်တာတွေများတကားတလေးလိုက်မိရနဲ့တော့ကျိုးတောင်းညာမှာကြောက်စရာပါပဲရင်နာစရာကွဲကရင်ပြီနဲ့ကရင်ပြည်နယ်ကြီးဟိုတဲ့ပေါ်တာဘေးနဲ့ရောက်လာခဲ့တဲ့မျက်လုံးလေးကလေးကလေးရိတ်ခါဒုတ်တွေထမ်းကဘူးကတောင်းနေတက်ရတယ်ကြောက်တောင်တက်တီဆိုတာလူနာတွေထမ်းရတာမို့ပခုံးကမတတ်နိုင်နဲ့ခြေတော့ကဆွဲမရပါရဲ့အဲ့ဒါကြောင့်လေပေါ်တာဒီမှာစိတ်များညစ်တော့တယ်အော်မင်းတို့မနာပလောမလည်းနဲ့ကြီးပြစ်လို့ထဲတာဝီဝီစံကြလို့ဝေရပါပြီခွဲကရင်ပြည်နယ်ဒီတကကရင်ပြည်နယ်ကြီးဟိုတဲ့လေရင်လာကျဲတယ်တက်နဲ့အတူသွားခဲ့တဲ့ဖူစီကိုမလားစင်မြူတော်မလားမစင်သာတော့ဘူးမြမပြည်ပြန်အသက်ပါပြီမဲ့ကြည်မဲမတင်နဲ့ကျွန်တော်တို့အုပ်စုဥက္ကဋ္ဌရဲ့ကရင်ပြည်နယ်ကိုပေါ်တာပါသွားဘာလဲဆောင်များမင်းပါလာခဲ့တဲ့မြမပြည်ရဲ့မေးကြလိမ့်မယ်တန်လွင်မြစ်ကိုငါရောက်ခဲ့တယ်မင်းနဲ့ငါနဲ့ထမ်းခဲ့တာတွေမြမပြည်တွဲလက်ဆောင်ပစ္စည်းပေါ်တာမလိုက်ဖို့ငါပြောပြလိုက်တော့မယ်ဒါကျွန်တော်တကယ်ပါမင်းကိုလည်းချစ်တယ်အိမ်ကမိန်းမကိုလည်းကြောက်တယ်ပိုင်းဆိုင်သူမရှိတော့လဲနော်ဒီမှာလဲကြည့်လိုက်အောင်ရှင်မင်းလေးကိုလည်းတဘောကြတယ်တဲ့အိမ်ကမိန်းမကိုလည်းကြောက်တယ်နော်ဟုတ်ကဲ့ရှင်အကိုရဲ့နော်ကြွားလေကိုအကိုကြီးတယောက်လို့ကိုအကိုရှင်တယောက်လို့တဘောထားပြီးတော့ comment လေးကို reference ပြန်ပေးလိုက်ပါတယ်ရှင်အကိုမိန်းမတွေ့ရင်တော့ဒီညတော့အကိုတော့ငတ်ပြီညစာထမင်းချက်မကြွေးပဲနေလိမ့်မယ်နော်ချက်ကြွေးပြီးသားဆိုရင်တော့မကြွေးပဲနေလိမ့်မယ်နော်မနေ့ပြန်ကြရင်လည်းထမင်းနေဘင်းနေချက်မကြွေးတော့ကျမနဲ့မဆိုင်ဘူးနော်လာလာမှမတက်ဆိုင်ဘူးနော်ကိုချင်တွေကိုအကြောင်းကိုတည်ရဆိုအဲ့လိုဝေပြီးမန်းကြနဲ့ကျမတော့လှော်မှာအဆုံးထိလော်ပေးမယ်ရှင့်နော်ကဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုရင်ဂျူးကအခွန်ဆောင်ပြီးသားပေါ့နော် iPhone 16လေးတွေကိုဈေးနှုန်းချွတ်တာဆိုတာနဲ့ရောင်းပြီးတော့မှပဲဖြစ်ပါတယ်ဂျူးစီမှာဆိုရင်အခွန်လဲဆောင်ပြီးသားဟိုမှာKP တွေဝစ်ပေးတွေ Viber တွေ Telegram တွေ software တွေလည်းအစုံသုံးလို့ရပြီးတော့ဂိမ်းတွေပါဆော်လို့ရတဲ့အပြင်ကို live photo တွေကစရတဲ့ iPhone 16 iPhone 7ကိုဂျူးစီမှာမြန်မာငွေ3,9800ကျပ်နဲ့လာအားပေးလို့ရတယ်အပေါ်မပြောဘူးနော်အပြင်မှာပေါက်စိ2သိန်းခွဲဝန်းကျင်မှာရှိတယ်ဂျူးစီမှာအခွန်လဲဆောင်ပြီးသားဟိုမှာနော်အခွန်လဲဆောင်ပြီးသားဟိုမှာဒီလိုမှန်မကွဲဒီလိုအတွင်ကြို့ဒီလိုဖုန်းကာပါတွေပေါ့နော်ဖုန်းအပေါ်ပစ္စည်းလဲ3000ကျော်ဖို့လက်ဆောင်ထည့်ပေးထားတဲ့ဖုန်းကိုဂျူးစီမှာ3,9800ကျပ်နဲ့လာအားပေးလို့ရပါတယ်ရှင်အရန်တန်စေရမယ်မတန်ရင်ကြိုက်တယ်လို့လာပြောလဲရှင်ကဲဘာလေးတုံးလို့ရလဲဆိုတာတိကျလေးရှင်းပြပေးမယ်စက်ခရင်မျက်နှာပြင်9လက်မကွဲချော်6လက်မဝင်းကျင်နဲ့လုံးဝတွက်လက်ပေါ်ပါနေအောင်လေးတုံးလို့ရမယ် Facebook Viber Messenger YouTube Google TikTok Instagram Telegram KP with CP တွေအကုန်သုံးလို့ရမယ် software တွေ application တွေအစုံအလင်သုံးချင်ရင်7ကိုယူဂိမ်းဆော့ချင်တဲ့ mini game offline game online game internet game အစားအကြိုက်ဆော့လို့ရတယ်ပြီးတော့ကျတော့ဓာတ်ပုံရိုက်မဲ့လူတွေတိတော့ဆော့မဲ့လူတွေလည်းပြပေးမယ်ရုပ်ထွက်ကင်မရာလုံးဝကြည့်ရှင်းတောင်းနဲ့လာမယ်ဓာတ်ပုံရိုက်တိတော့ဆော့လုံးဝ okay တယ် live photo အစားရတယ်အာမခံပေးတယ်အာတွင်ချိုဖုန်းကပါမှန်မကွဲတွေအစားလက်ဆောင် free ထည့်ပေးတယ်လိုအပ်တဲ့ software တွေအစားတစ်ခါတည်းထည့်ပေးတာဖြစ်တဲ့အတွက်ပစ္စည်းရောက်တာနဲ့လက်တင်တော့ရုံပဲရှင်လိုချင်နေဆိုရင်တော့ခွန်4နှစ်556ကိုဖုန်းဆက်ပါ Viber Telegram တွေလည်းသိစိတ်မေးမြန်းပြီးတော့လည်းမှားလို့ရတယ်ဂျူးစီမှာဆိုရင် iPhone 7 Plus 8 Plus 10တွေလည်းရှိတယ် tablet လေးလည်းရှိပါတယ်အသေးစိတ်တိကျရင်တော့39ကိုခွန်4နှစ်556ကိုဖုန်းဆက်ပါ Viber Telegram တွေလည်းသိစိတ်မေးမြန်းလို့ရပါတယ်ကဲအားလုံးမတတာပါရှင်ကြိုက်ပြီအာမကန်10နှစ်ပေးမှလာတယ်ရောင်းတဲ့ဖုန်းက9000နဲ့8000တသိန်းတော့မပြည့်ဘူးလိုချင်တဲ့အာမခံက10နှစ်တဲ့လားနဲတယ်
နှစ်20ပေးမယ်အာမခံနှစ်20တိတိပေးမယ်ဒီကောင်ဈေးရတော့80နဲ့မှ8သိန်းဘာလို့လဲဆိုတော့အာမခံ10နှစ်လို့နှစ်20ပေးမှာဟုတ်တန်ပါတယ်မောင်လေးရေနော်9800နဲ့ယူမယ်ဆိုရင်တော့အာမခံတစ်လပါမယ်အာသွင်းချိုးပါမယ်အိမ်ရောက်ငွေချေနဲ့ရမယ် Facebook Viber YouTube TikTok အစုံသုံးမယ်ဓာတ်ပုံရိုက်အောင်မယ် TikTok ပါကောက်ဆော့လိုက်အောင်ကင်မရာအရေးသွေးဒီလိုမျိုးကြည်တောက်ရှင်းအမိုက်စားလေးနဲ့ရမယ် Model iPhone 6 Wi-Fi only phone လေးတွေစင်ကတ်ထဲမသုံးဘူးဖုန်းမပြောဘူး line 3တီးတတ်မယ်လို့ချင်တယ် Wi-Fi only phone လေးတွေ9000နဲ့မှ8000ကလေးပေးကင်တောင်းမှတန်တယ်ကိုတို့မမတို့တောင်းကနန်းလေးကလိုချင်ဒါရမယ်ကိုချစ်ဆုံးတို့ကဖုန်းလဲပြောမယ် line လဲသုံးမယ် YouTube TikTok တွေလည်းကြည့်မယ်နော် mini ခိန်းလေးတွေကစားဆော့ချင်တယ်ဆိုဒီမှာအနည်းဆုံးစေး iPhone 5S ကနေစပြီးတော့ရမယ်အမကြီးတသိန်းကျော်လာတသိန်းဝင်းချင်မပြောနဲ့မကြားချင်ဘူး no ဆိုရင်သူများအတွက်ကတော့တသိန်းနဲ့မှ8000လေးပဲစွန့်မယ်တသိန်းကမှ8000လေးပဲစွန့်ပါတယ်ဈေးအတိအကျပြောင်းပေးတယ်ကိုချစ်စိုးရင်မလိမ်မှုမညာဘူးအိမ်ရောက်ငွေချေအာမခံပါတယ်အာသွင်းကျုပ်တစ်ခါတည်းပါပြီးသားဖုန်းပြော Facebook Viber YouTube TikTok အကုန်သုံးစင်ကတ်တကတ်ထုံး internet 4G Wi-Fi ရစားချိတ်လို့ရမယ်ကင်မရာကြည့်တောက်ရှင်းကုန်မှာကာလာ3ရောင်ရွေးမမတို့အခွန်ဆောင်ပြီးသားလက်တင်3ရောင်မဲ့အကိုတို့မတို့ရဲ့အခွန်ဆောင် error ကအလုံးသက် error ပိုင်ရင်ပို့က free နဲ့ပြန်လဲပေးတယ်ကဲနောက်ထပ်ယူရမယ့်ဖုန်းကတော့ iPhone 6 Plus လုပ်ငန်းသုံးရုံသုံး online shop လုပ်မဲ့သူတွေနော်ဒီပေါ်တော့ online class တက်ရှင်တဲ့သူတွေလုပ်ငန်းသုံးရုံသုံးကျောင်းသုံးသင်တန်းသုံးချင်တဲ့သူတွေလုံးဝယူ screen အကျဲအများကြီးမပြောမျက်နှာလောက်ရှိတယ်ကင်မရာအရေးသွေးစားလာပြလိုက်မယ်ကောင်းတယ်မကောင်းတယ်မပြောဘူးဒီမှာကြည်တောက်ရှင်းလုံးဝကိုမိုက်တယ် Facebook Viber YouTube TikTok screen အကျဲကြီးနဲ့အမိုက်စားသုံးရမယ်ကိုတို့မမတို့ရေ3,900နဲ့မှ8,000အမတို့အခွန်ဆောင်ပြီးသားလုံးဝဈေးအများကြီးမတက်ဖ ೇನೆ ရောင်းပေးထားတာမမတို့ရေအိမ်ရောက်ငွေချေနဲ့ရမယ်ရှင် Okay မှာယူခြင်းနဲ့ဆိုရင် Viber account လေးတွေကပေါ့နော်မင်းကျူတို့စာဝင်များပြီး error တက်ပြီးတော့ Viber ကစာပြန်လို့မရတော့လို့ Telegram နံပါတ်ကိုလာပြီ980951 Telegram နံပါတ်ဒီအောက်မှာရေးပေးထားတယ်နော်980951ကိုလာခဲ့ပြီကဲနောက်ချက်အတန်ဆုံးလေးပြအောင်မယ်တသိန်းကျော်တွေကဘာရမလဲဟောလို့ကာလာဆောင်လေးရအောင်မယ်အခွန်ဆောင်ပြီးသားဖြစ်စေရမယ် live photo ရမယ် Telegram Instagram ကေပေးဝေပေးငွေသွင်းငွေထုတ် account တွေကစသုံးကျင်နေဆိုရင်ဒီ iPhone 7ကနေစပြီးတော့ယူကင်မရာရုပ်အတွက်အရန်မိုက်တဲ့ live photo ကစရမယ်နော် Facebook Viber Messenger YouTube TikTok ကေပေးဝေပေး software အစုံထည့်သုံးလို့ရတာကမှ3,800နဲ့မှ8,000ကြိုက်တဲ့နေရာမှာမေး iPhone 7 ဟောလို့ကာလာဆုံးအာမခံပါတယ်အာသွင်းကျုပ်ပါတယ်လက်ပွေပါပြီးသားဖုန်းကအကိုတို့အမတို့ရေ2သိန်းကျော်နေပြီနော် Okay နောက်ထပ် iPhone 8လေးတွေပြပေးမယ်2သိန်းကျော်တွေကဘာရလဲဆိုဒီမှာ iPhone 8တွေ iPhone 7တက်ဘာရှင်းလဲမြင့်တယ် quality လဲပိုကောင်းမယ် battery လဲပိုပြီးကြာရှည်ခံမယ် 80% ဝန်းကျင်လုံးဝအာမခံပါတယ်2,800နဲ့မှ8,000မှာ Telegram ကိုရှက်ကိုကောင်း